ပေါ်တူဂီကိုကြီးခွေတီယာရိုနယ်တို့ကတော့နိုင်ငံလေရေးစဉ်ကစားမပွားပထမအဆုံးအနီကပ်ကိုထိသွားခဲ့ပါတယ်။အဲ့တော့ရိုနယ်ဒိုဥဆောင်တဲ့ပေါ်တူဂီအသင်းဟာဒီနေ့မနေ့အစောပိုင်းမှာအိုင်ယာလန်အသင်းကိုဝေပွဲမှာတောင်းရင်ဆိုင်ခဲ့ရပြီးတော့နှစ်ဂိုးပြည့်နဲ့ရှုံးရင်လာခဲ့တာဖြစ်ပါတယ်။အဲ့တော့ကမ္ဘာ့ဖလားဒီဥရောပဆောင်ခြေစစ်ပွဲကိုဝင်ရောက်ရှင်ပြိုင်နေတဲ့ပေါ်တူဂီအသင်းတွေနဲ့အိုင်ယာလန်အသင်းကိုအနိုင်ရရှိရုံနဲ့တင်ဓာတ်ရိုက်ခြေစစ်ပွဲအောင်မြင်ခွင့်လက်မှတ်ကိုရရှိသွားမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီပွဲအဆင့်မှာပေါ်တူဂီအသင်းဟာအိုင်ယာလန်အသင်းကို2-0နဲ့ရှုံးနေခဲ့တယ်လို့အသင်းရဲ့အဓိကကစားသမားဒီရိုနယ်ဒိုကလည်းဓာတ်ရိုက်အနီကပ်ထိခဲ့တာကြောင့်ဒီအုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့အာမေးနီးယားနဲ့ပွဲစဉ်မှာမဖြစ်မနေတေးတမှတ်တော့အနည်းဆုံးရအောင်ကစားသွားရမှာဖြစ်ပါတယ်။ဒီပွဲစာမှာဆိုရင်ပရိုင်မာတွေကအိုင်ယာလန်အသင်းကပေါ်တူဂီအသင်းကို2-0နဲ့ဦးဆောင်ထားနိုင်ခဲ့တာပါ။ဒီနေ့ဒုတိယပိုင်းပြန်စားပြီးတော့ပွဲချိန်မိနစ်55ဝန်းကျင်မှာရိုနယ်ဒိုကဒီအိုင်ယာလန်ကစားသမားအိုရှေကိုတထောင်နဲ့တွတ်ခဲ့တာကြောင့်ကွဲလက်တိုင်ကအဝါကပ်ပြတတိပေးခဲ့ပါတယ်။ဒီလိုအဝါကပ်ပြသခံရချိန်မှာရိုနယ်ဒိုကိုယ်တိုင်ကအိုင်ယာလန်ပရိသတ်တွေကိုလှောင်ပြောင်ပြီးတော့သူ့အဝါကပ်ထိတယ်ဆိုတဲ့ပုံစံမျိုးပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဖြစ်ချင်တော့ကွဲလက်တိုင်က VAR ပြန်လဲစစ်ဆေးတဲ့အခါမှာရိုလို့ရဟာရွေချက်ရှိလို့တို့မျိုးပြင်းထန်တယ်လို့ဖြစ်နေတဲ့အတွက်ရိုနယ်ဒိုကိုအဝါကန်စားအနီကပ်ပြောင်းလဲပြသခဲ့တာကြောင့်ပေါ်တီဂိုကြီးအနေနဲ့ကွင်းထဲကနေထွက်ခွာခဲ့ရဖြစ်ပါတယ်။ဒီအချိန်မှာအိုင်ယာလန်ပရိသတ်တွေကလည်းရိုနယ်ဒိုကိုပြန်လည်လောင်ပြောင်မှုတွေပြုလုပ်ခဲ့တယ်လို့ရိုနယ်ဒိုကလည်းလက်ခုပ်တီးပြီးတော့ကွင်းထဲကနေထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။တရားရောက်သွားတဲ့ပေါ်တီဂီတင်းအနေနဲ့လက်ကျန်ပွဲစဉ်ချိန်မှာအိုင်ယာလန်အသင်းဘက်ကိုခြေပါဦးတစ်ခုတောင်ပြန်လည်သွင်းနိုင်ခဲ့ခြင်းမရှိဘဲနဲ့ဘရိုင်မှာရှုံးနေခဲ့တဲ့2-0ဆိုတဲ့ရလဒ်အတိုင်းပွဲကိုပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အခုဆိုရင်ဒီပေါ်တူဂီအသင်းဟာဒီသူတို့ရဲ့အုပ်စုမှာဆိုရင်ခြေစစ်ပွဲအောင်မြင်ဖို့အတွက်ကိုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့အာမေးနီးယားနဲ့ပွဲစဉ်မှာတေးဒါမှမဟုတ်အနိုင်ရအောင်ကစားသွားမှာဖြစ်ပါတယ်။တကယ်လို့ဟန်ဂရီအသင်းကအိုင်ယာလန်အသင်းကိုအနိုင်ရရှိခဲ့မယ်ဆိုရင်တော့ပေါ်တူဂီအနေနဲ့တေးချခဲ့ရင်တော့မှအုပ်စုနောက်ဆင့်တက်ဖို့အတွက်ကိုဒီဂိုးကွာအချက်တွေကြည်တာတို့ဟက်တူဟက်ကြည်တာတို့တွေနဲ့နည်းနည်းအလုံးရှုပ်တဲ့ပုံစံမျိုးဖြစ်သွားမှာပါ။ဒီကြတာကတော့ဂိုဂျီရိုနယ်ဒိုအနေနဲ့ဒီအာမေးနီးယားနဲ့ကစားမယ်အုပ်စုနောက်ဆုံးပွဲစဉ်ကိုလွဲချော်သွားတော့မယ်အပြင်တကယ်လို့ပေါ်တူဂီအသင်းကကမ္ဘာလားခြေစစ်ပွဲအောင်မြင်ခဲ့မယ်ဆိုရင်လည်းကမ္ဘာလားဒီအုပ်စုအဖွင့်ပွဲစဉ်တစ်ပွဲဒါမှမဟုတ်နှစ်ပွဲလောက်ကိုလွဲချော်သွားဖို့ရှိနေပါတယ်။ဂိုဂျီတော့တကယ်ကိုလို့ခေါ်မလဲကံမကောင်းတဲ့ရသက်တွေလို့ပဲပြောရမှာဖြစ်ပါတယ်။ export ကနေတင်ဆက်ပေးနေပါတယ်ကျွန်တော်ကတော့အောင်ခန့်ပါ